修说潘先生偏啊，出这次就是讲标价路吧嘞，平时别到在在车那以内的瓜的，现在那么高难道就是到苗子西吧嘞？车别到早点到偏讲嘛，等我想你的瓜他妈木头上阿龙个嘞，这次的嘛嘞路标价路吧嘞，给路标是没标到有骗呢，哎，让我这次比。พม่าလိုပဲပြောတာလေးကိုသိခံပြီးနားထောင်ပေးပါလို့အလူညွတ်တောင်းပါပါတယ်အသက်တာတချို့မှာတော့အမတ်ရစရာတချို့ကိုတသက်ခံစရာရှိပါတယ်ကျေးဇူးတော်များကိုချီးမွမ်းရင်းနဲ့ပေါ့လေပထမတစ်ခုကတော့ဟိုစားကျွန်တော်တသက်ခံချင်တာတော့ကျွန်တော်10တန်းစာမွေးဖြည့်ဆိုရှင်းတဲ့ပတ်သက်ပြီးဟိုစားပြောချင်ပါတယ်စာမွေးမဖြည့်ဆိုခင်မှာတော့ကျွန်တော်အဖေကပြောတယ်တဲ့နှစ်ချင်းမင်္ဂလာခံယူပါတဲ့သူ့ဇာတိဖြစ်တဲ့မူတော်သောဖျားเจ้าမှာပေါ့လေအဲ့ဒါနဲ့ကျွန်တော်အဖေကိုပြန်ပြောတယ်ဆယ်တန်းစာမွေးအောင်ပြီးမှအပါရဲ့စန္ဒာကိုကျွန်တော်လိုက်လောပြီးတော့မူတော်တို့ဖះเจ้าမှာနှစ်ချင်းခံမယ်လို့ကျွန်တော်ပြောခဲ့တယ်အပါကလည်းမင်းသဘောပါပဲတဲ့ဆွတောင်းပေးမယ်ဂတိတော့တည်ပါသေးတဲ့သာသမီထဲမှာမင်းတယောက်ပဲနှစ်ချင်းခံမှုကကြံတော့တယ်တဲ့မင်းလည်းဆွတောင်းရင်းနဲ့စာကြိုးစားပါတဲ့အဲ့နဲ့ကျွန်တော်ဆယ်တန်းကိုကြောင်းမနေခဲ့မနဲ့အပြင်မှာဖြေဆိုခဲ့အကိုဖြစ်သူနဲ့ဆရာတချို့စီမှာပဲစာတင်ခဲ့တယ်အင်္ဂလိပ်စာကိုတော့ဆရာမဒေါ်လေးရှိတင်ချာကိုတော့ဆရာဦးထစ်ကျော် physics ကိုတော့ဆရာမဒေါ်စုစုဦး chemistry ကိုတော့ဆရာမဒေါ်လီထွန်းနဲ့ bio ကိုတော့ဆရာမဒေါ်ခေခေတို့နဲ့တင်ကြားပါတယ်မြန်မာစာနဲ့ဝိဇ္ဇာတွေကိုတော့ကျွန်တော်ဘာသာကျွန်တော်ကြက်ရင်းနဲ့ဖြေဆိုခဲ့တယ်အဲ့ဒီမှာပထဝီနဲ့ပတ်သက်ပြီးတော့တချို့ကိုကျွန်တော်မသိဘူးအဲ့မှာကျွန်တော်ဆရာမဒေါ်တင်အေးကနေပြီးတော့ခေါ်ပြီးတော့တင်ကြားပေးတယ်ဗောလေအဲ့ဆရာမကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်သူကတော့စော်ပါပါပြီဘာကြောင့်ဆိုတော့အဲ့ဒီအချိန်မှာဘယ်လိုပြောမလဲဆိုတော့ကျောင်းသားအားလုံးကိုသူစာသင်မဲ့အချက်ကိုသူဖြတ်ပြီးတော့ကျွန်တော်တယောက်တည်းပဲသူတီးသန့်ရွေးပြီးတော့သင်ကြားပေးရပါလေကျောင်းဆရာနဲ့တချို့ဆရာတွေနဲ့သူအတိုက်ခံလုပ်ပြီးတော့ကျွန်တော်ကိုသင်ကြားပေးရစာအားလုံးတော့ဒီဇင်ဘာလမှာပဲစတင်ပြီးတော့သင်ကြားတာပါလေစာမွေးဖြစ်ဆိုတဲ့ကာလပတ်လုံးမှာဖခင်ဖြစ်တဲ့ကျွန်တော်အဖေကတော့စာမကြက်ခင်ပထမဆုံးဖျားစစ်တောင်းရင်းနဲ့ခွန်အားယူပါလို့ရက်တိုင်းပြောတယ်ကျွန်တော်ကတော့စာကြက်ရင်းနဲ့အဖေကိုလမ်းကြည့်တယ်အမေနဲ့အတူအဖေကတော့အတူဆွတောင်းပေးတယ်ရက်တိုင်းပဲကျွန်တော်ကတော့တရက်မှဆွတောင်းခဲ့ဘူးပြောရရင်တော့စာပွဲအောင်ပြင်ခဲ့တော့ပါလေဘယ်သူမှလည်းမထင်ခဲ့ဘူးကျွန်တော်အစွမ်းနဲ့တော့မဟုတ်ဘူးမိဘနှစ်ပါးရဲ့ဆွတောင်းပေးတဲ့အတန်ကိုအဖဖေကနားညောင်းခဲ့တယ်လို့ကျွန်တော်ယူဆပါတယ်ဒုတိယသက်သေခံစရာချက်ကတော့2004-2005အဖြစ်ဖြစ်ပါလေတစ်ထောက်ရာသီမှာဖြစ်ပါတယ်ဆယ်တန်းအောင်ပြရနဲ့ကျွန်တော်တခါတည်းကြောင်းဆက်မတက်တော့မနဲ့တောထဲမှာပဲအလုပ်သားလုပ်တယ်ဆယ်တန်းကိုတော့1990ခုမှာအောင်မြင်ပြီးရနဲ့တခါတည်းကျွန်တော်စင်တဲ့ကိုရောက်သွားတယ်2004-2005တစ်ထောက်ရာသီမှာကျွန်တော်ကတော့ဘယ်လိုပြောမလဲဆိုတော့လူများတွေကတစ္ဆာရုံရပြီကျွန်တော်တော့ဒီဇင်ဘာလကုန်ခါကြီးမှာပဲရုံရတယ်ကျွန်တော်ရက်လောက်ကတခြားကုမ္ပဏီနဲ့ပြဿနာတက်လို့အဲ့ဒါနဲ့ကျွန်တော်မှတစ်နှစ်ပတ်လုံးကြီးပါတော့တစ်မယုံရဘူးလူများတွေကတော့ရုံတာပြီးတော့မယ်အဲ့နဲ့ကျွန်တော်တအားစိတ်ပူတယ်ဘယ်လိုလုပ်ရမလဲမသိရနဲ့အဲ့နဲ့ကျွန်တော်အဖေကိုကျွန်တော်အကျိုးကြောင့်ပြပြအပါကတော့အေးစိနေပါတဲ့ဖျားဖြစ်နေပေးလိုက်မယ်တဲ့ဒီနေ့မရလည်းနောက်နေ့ပေါ့တဲ့အဲ့နဲ့ခရစ်စမတ်ပြီးမှပဲကျွန်တော်တစ္ဆာရုံရတယ်ကုမ္ပဏီမန်နေဂျာနဲ့လည်းပြဿနာတက်တယ်ကုမ္ပဏီမန်နေဂျာကျွန်တော်ဘာလာပြောလဲဆိုတော့မတ်လ9ရက်နေ့မှာလာပြောရတယ်10ရက်နေ့မှာမတ်လ10ရက်နေ့မှာတစ်ပြီးရောက်ရမယ်တဲ့ပြီးတော့တစ်ကိုတခါတည်းအားရမယ်တဲ့ကျွန်တော်ဘာလို့ရမှမသိဘူးတစ်လုံးရတော့စုစုပေါင်းအလုံးကြီး900ကျော်လောက်ကျန်သေးတယ်စင်ရနှစ်ကောင်နဲ့ဘလို့မှမဖြစ်နိုင်ဘူးလို့အဲ့နဲ့နောက်ပြီးတော့မန်နေဂျာကျွန်တော်ပြောသေးတယ်အဲ့10ရက်မှာမှမြစ်သိပ်မယုံနိုင်ဘူးဆိုရင်တစ်နှစ်လုံးတစ်ခောက်ခောက်တစ်ယုံကောင်းမပေးဘူးတဲ့အဲ့နဲ့ညကြတော့ကျွန်တော်ကျန်းစာဖိုင်နဲ့စွတ်တောင်းတာပေါ့မနေ့ရောက်တော့လောက်ပေါင်ကပိုင်းတွေကပြောတယ်ကျွန်တော်နဲ့တွဲလောက်တဲ့အလုပ်သမားတွေကကျွန်တော်ပြောတယ်မင်းဘာလုပ်မှလဲကျွန်တော်လည်းဘာပြန်ပြောရမှမသိဘူးတခုခုဖြစ်လာလိမ့်မယ်လို့အကူညီသွားတောင်းကြည့်မယ်လို့ကျွန်တော်ပြောတယ်သွားတောင်းကြည့်တော့ဖျားသခင်ပြင်ဆင်ပေးခဲ့တယ်တငယ်ချင်းစင်အဖွဲ့တွေကလည်းအားလုံးလာရောက်ကူညီပြီးတော့မတ်လ10ရက်နေ့မှာပဲပြီးသွားတယ်အဲ့နဲ့ပဲဖျားပြင်ဆင်ပေးတာပါလို့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒါလည်းနောက်တစ်ခုကတော့2013-2014တက်ထုတ်ရာသီပါပဲကျွန်တော်အတွက်တော့အင်တန်ခက်ခဲတဲ့
ရာသီဖြစ်တယ်လို့ပြောရမှာပဲကုမ္ပဏီနဲ့စာချုပ်ချုပ်ပြီးတော့တက်ကွင်းသွားရမယ့်အချိန်မှာကျွန်တော်အရက်တော့တာများပြီးတော့စေးုံရောက်သွားတယ်တမတ်ရက်ထဲမှာတက်ကွင်းထဲကမရောက်သေးဘူးကျွန်တော်လည်းအကြောင်းကြားကျွန်တော်ကုမ္ပဏီလူကြီးတို့အကြောင်းကြားကျွန်တော်စေးုံတက်ရလို့တဲ့ကုမ္ပဏီလူကြီးကကျွန်တော်ပြန်ပြောနောက်10ရက်တက်ကွင်းထဲကိုလည်းစင်ရောက်မရောက်စင်ရောက်ပို့ပေးရမယ်မရောက်ဘူးဆိုရင်ကျွန်တော်ဇင်ငွေနဲ့စပြန်တောင်းပါကျွန်တော်လည်းအဲ့ဒါနဲ့ကျွန်တော်အမိနဲ့အဖေကိုကျွန်တော်ပြောတယ်မရတော့ဘူးစေးအောင်ဆင်းတော့မယ်လို့အဲ့နဲ့ကျွန်တော်တော်ရသွားမယ်တော်ရတက်တော့မယ်အဲ့နဲ့ကုမ္ပဏီကိုကျွန်တော်ပြောတယ်โอเคကျွန်တော်စေးအောင်ဆင်းပြီးရတယ်ချက်ချင်းတက်လာမယ်လို့အဲ့နဲ့တတ်မှတ်တဲ့ရက်ထက်စောပြီးတော့ကျွန်တော်တက်ကွင်းတဲ့ကိုစင်ရောက်ပို့ပေးနိုင်ခဲ့တယ်ပေါ့အဲ့ဒါလည်းရှင်းရှင်းပြောမယ်ဆိုရင်ဖျားရှင်အချိန်မီပြင်ဆင်ပေးတဲ့အတွက်ဖြစ်ပါတယ်2015-16ရာသီမှာတော့ထမှန်ဒီဒေသအဖြစ်ပါပဲဥရုချောဟောအဖျားရေပေါ်မီရွာဘက်မှာသွားလောက်ရတာပေါ့ကျွန်တော်စခန်းအဲ့အနေသွားမယ်ဆိုရက်ရှားတွေရေနဲ့တူးတဲ့စခန်းကိုဖြတ်ပြီးတော့သွားရတယ်တရက်မှာဖေဖော်ဝါရီလအတွင်းထဲမှာပေါ့လေကျွန်တော်စင်စကားကိုသွားတဲ့လန်ကီကအဖြစ်ပါလေဘယ်လိုပြောမလဲဆိုမိုင်ကဆိုင်ကနေသွားမယ်ဆို150လောက်မောင်းရတယ်ရေပေါ်မြူးရွာရောက်တော့ကျွန်တော်ပင်ပန်းလာနေအဲ့ဒါနဲ့အရက်နည်းနည်းတောက်တယ်အရက်နည်းနည်းတောက်တယ်ပြီးတော့အညောင်းညာကတ်ခဲဆိုပြီးတော့ကျွန်တော်ဆေးပါအဲ့ရွာသားတွေကချခိုင်းအဲ့နဲ့ကျွန်တော်ဆေးချပြီးရတယ်ကျွန်တော်စခန်းကိုကျွန်တော်သွားကျွန်တော်စခန်းသွားတော့အမှရက်စားတွေရေနံကွင်းကြော်ပြီးတော့အဲ့နဲ့ရေနံကွင်းကြော်နဲ့တောင်တက်ရောက်ရောတောင်တက်ကွိမှာဟိုကနေကျွန်တော်လည်းမူးကြောင်နဲ့တက်ပြီးတော့ဆိုင်ကတက်မောင်းသွားအဲ့မှာဟိုကကလတ်တစီဆင်းလာအဲ့ကလတ်တစီကိုရှောင်ရင်းနဲ့ကျွန်တော်ဆိုင်ကရောလူရောဟိုကြောင်တွေကိုပြုတ်ကြသွားတတိလည်းမိသွားတတိရလာတဲ့အခါကျညနေဆောင်ရောက်ပြီအဲ့နဲ့ဘေးကိုကြည့်တော့ကြောင်တွေရောက်နေတယ်ပေါ့အပေါ်မော့ကြည့်ရလဲအမြင့်ပဲဘေးကိုကြည့်တော့ဝေယုံခံနေလို့တော်သေးရပါအဲ့ဝေယုံကလည်းခံနေတယ်ဝေယုံကလည်းလူများကိုဘယ်လိုပြောမလဲဆိုအဲ့ဝေယုံနည်းနည်းကြော်ရင်အောက်မှာလည်းဘယ်လိုပြောဝေချွန်နေရှိရကျွန်တော်သိမှာပဲဝေချွန်ထဲမှာသိပါပဲအဲ့ဝေချွန်နည်းနည်းလမ်းကြည့်လိုက်တော့အတန်ကြားနည်းနည်းလေးအထက်လမ်းကြည့်လိုက်တော့အမှစပကြီးမွေတကောင်ဘယ်လိုပြောမလဲဆိုစပကြီးမွေတကောင်ခွေနေတာတွေ့တယ်ပေါ့လေအဲ့ဝေယုံသာမခံဘူးဆိုတော့ကျွန်တော်အဲ့တွင်းထဲကိုကြာသွားမယ်စပကြီးမွေတွင်းထဲကြာမှာကြာပြီးကျွန်တော်မြူပါပဲလေအဲ့နဲ့ကျွန်တော်တက်လေးနေပြီးတော့တောင်းပေါ်ပြန်တက်ကြည့်အကူညီတောင်းမလားလို့ပြန်တက်ကြည့်တော့အပေါ်မှာလည်းဘယ်သူမှမရှိတော့မိုးကလည်းချုပ်ကစားရှိအဲ့နဲ့ကြောက်လေးတစ်ခေါက်ပြန်ဆင်းတယ်ကြည့်လိုက်တော့စပကြီးမွေရမရှိတော့တော်သေးရပါအဲ့ဖះကျေးဇူးတော်ပါပဲအဲ့နဲ့ကျွန်တော်ဆိုင်ကယ်ကိုတယောက်တည်းပဲကိုယ့်ဘာကိုဖြည်းချင်းတောင်ထဲကိုဆွဲတင်ပြီးရတယ်ကျွန်တော်စခန်းကိုကျွန်တော်ပြန်ရောက်မောင်းသွားတယ်ပေါ့လေကျေးဇူးတော်ကြောင့်ပဲအဲ့ရလဲကျွန်တော်အသက်မသေးပဲအသက်ဘေးကနေရှင်သန်ခွင့်ရတယ်ပေါ့လေကျွန်တော်တောထဲမှာစားလောက်တဲ့အချိန်မှာစပြီးတော့လေကျွန်တော်အဖေကကျွန်တော်စကားတစ်ခုမှမှာမင်းဖယ်သွားပဲလာကျန်းစာကိုဖတ်ပြီးရွတ်ပြီးမှသွားလာပါလို့ကျွန်တော်သင်ပေးခဲ့တယ်အဲ့နဲ့ပဲကျွန်တော်အလုပ်လုပ်ချိန်ကစပြီးမသွားခင်မလာခင်အမြဲတမ်းခီးတစ်ခုကိုမသွားခင်မလာခင်ကျန်းစာကိုတော့အမြဲတမ်းဖတ်တယ်အဲ့ဖတ်တဲ့ကျန်းစာကတော့ကျွန်တော်လည်းကျန်းစာသိဖတ်တာမဟုတ်အဲ့နဲ့ကျွန်တော်ဘာကျန်းစာကိုကောက်လန်လိုက်အောင်ကျွန်တော်ဘာဖတ်ရမလဲမသိဘူးအဲ့နဲ့ရွေးလိုက်တယ်အဲ့ကျန်းစာကိုကောက်လန်လိုက်တော့အဲ့သုတ်တန်ကျန်အခန်းကြီး3အခန်းငယ်9-6ကိုကျွန်တော်ကြည့်မိရပါအဲ့တော့ထာဝရဘုရားကိုစိတ်ကျွမ်းမဲ့ယုံကြည်ကိုးစားလို့ကိုညာကိုအမိမပြုနဲ့တဲ့သွားလေရာနဲ့ထာဝရဘုရားကိုမျက်မှောက်ပြုလို့သို့ပြုလင်သီးလန်းခီးကိုပဲ့ပင်ပေးတော်မူလိမ့်မည်အဲ့နဲ့ပဲကျွန်တော်အလုတ်သွားတော်ရမှနေပြီးတော့တခြားဒေသကိုပဲခီးသွားကျွန်တော်အဲ့ကျန်းစာဘိုက်ကိုယူပြီးမှကျွန်တော်ခီးသွားတယ်နောက်တစ်ချက်ကကျွန်တော်ဖတ်မိတယ်ဆက်ပြီးတော့အဲ့သုတ်တန်ကျမ်းပါပဲအခန်းငယ်ခွန်ပေါ့ငါသည်ပညာရှိဤဟုကိုမထင်တဲ့ထာဝရဘုရားကိုကြောက်ရွံ့၍ဒုစရိုက်ကိုရှောင်ရောတဲ့ကျွန်တော်အဲ့ကျမ်းစာတစ်ပိုက်ကိုကျွန်တော်ဆက်ပြီးတော့ဖတ်ကြည့်မိတဲ့အခါကြောက်ရွံ့ဒုစရိုက်တော့မရှောင်မိဘူးနဲ့တူရကျွန်တော်တော့အလုံးလုံးနေရင်းနဲ့တောက်စားနေရတော့အဲ့ဒုစရိုက်တစ်မျိုးပါပဲဒါမဲ့အကျန်းစာဘိုင်းကိုတော့ကျွန်တော်မှတ်ထားပါတယ်ဟိုတတ်နိုင်သလောက်တော့ရှောင်တာပေါ့အဲ့မူရစေဝါနဲ့ပတ်သက်လာရင်တော့ကျွန်တော်တတ်နိုင်သလောက်တော့ရှောင်ပါတယ်
နောက်ဆုံးတစ်ခုတက်တဲ့ခံချင်တာကတော့ကျွန်တော်2023နိုဝင်ဘာလကအဖြစ်ဖြစ်ပါပဲတရက်မှာနိုဝင်ဘာလဒုတိယအပတ်လောက်မှာနေတူတယ်ကျွန်တော်အရက်သားတောက်တယ်တောက်ပြီးပြန်လာတော့သက်ရှူမဝတော့အဲ့နဲ့သွားပြီးထပ်တောက်တယ်တက်တာမလားဆိုပြီးတော့ပို့ဆိုးလာတယ်အဲ့ဒီအချိန်မှာကျွန်တော်အမမင်းကြီးညောကအမနော်ယူရအိမ်ကိုရောက်လာပြီးတော့ကျွန်တော်လာကြည့်တယ်ကျွန်တော်အသက်ရှူပွဲပုံစံလူကြည့်ပြီးတော့အခြေအနေမကောင်းတဲ့တူစေကန်းသွားခိုင်းစေကန်းသွားတော့လေစေကန်းမှာလူသားအများနဲ့ကျွန်တော်ပြန်လာတယ်အိမ်မှာနေတဲ့ဆရာမမော်ချီယာဆရာမပေါ့ဆရာမနေတော့ပေါ်ရှိရဆရာမနေတော့ပေါ်ကနေပြီးတော့ကျွန်တော်အကိုသွားပြောတယ်အကျိုးကြောင့်ပြောတော့ကျွန်တော်အကိုလာကြည့်တယ်လာကြည့်တော့ကျွန်တော်စေးုံချက်ချင်းတင်လိုက်တယ်စေးုံရောက်တော့ပို့ဆိုးလာဆရာဝန်လာကြည့်တော့အောက်ဆီဂျင်တစ်ခါလဲကျွန်တော်စမ်းသပ်ပြီးအောက်ဆီဂျင်တစ်ခါလဲတက်ပေးလိုက်တယ်နောက်ပြီးတော့ကျွန်တော်အကိုဆရာဝန်ကပြောတယ်မင်းညီရတော့အခြေအနေသိပ်မကောင်းနဲ့တွေ့အခြေအနေကတော့80-90ပဲအခြေအနေသိပ်မကောင်းတဲ့နေပြီးတော့ပို့လိုက်တော့ဒီကတော့မရဘူးနဲ့တူတယ်အဲ့နဲ့ကျွန်တော်အကိုနဲ့ကျွန်တော်ကိုကနေပြီးတော့သူဟိုအမတွေနဲ့အကုန်လုံးကိုသူခေါ်ပြီးဆွေးနေတာပေါ့ပို့ကောင်းမလားမပို့ကောင်းမလားတဲ့အဲ့နဲ့အားလုံးကသဘောတူပြီးတော့ဗာဆိုသောတိကိုမှာပဲဆက်ထားလိုက်မပို့တော့ဘူးတဲ့ဘာပဲဖြစ်ဖြစ်ပေါ့လေဖျားရဲ့အလူတဲ့အတိုင်းပဲတဲ့အဲ့နဲ့ကျွန်တော်အောက်ဆီဂျင်မတက်ခင်မှာကျွန်တော်ရဲ့တငယ်ချင်းတယောက်ပါမေယုံကြည်သူတယောက်ကကျွန်တော်လာကြည့်ပြီးအားပေးစကားပြောတယ်သူပြောတာကျွန်တော်အသက်ရှူမဝတဲ့ကြားထဲကကြားတယ်အဲ့မှာသူကပြောတယ်ဖျားကိုသာအာယုံပြုပါတဲ့ကျန်တာကိုစိတ်ထဲမှာမထားနဲ့တဲ့ပြီးရတဲ့ဆ iam မနေတော့ဖို့ကလည်းထားရောက်လာပြီးတော့ကျွန်တော်ဆူတောင်းပေးတယ်အဲ့ဒါသူပြောတာကျွန်တော်ရဲ့ပုံစံကိုသူကြည့်ပြီးတော့သူဆူတောင်းတဲ့ပုံစံလဲကျွန်တော်ကြားပါသူပြောတာဖျားရှင်ဆက်လက်အသုံးပြုမယ်ဆိုရင်တော့သူ့ကိုအသက်ရှင်သန်ခွင့်ပေးပေါ်တယ်အသုံးမပြုဘူးဆိုရင်တော့ဘယ်လိုပြောမလဲဆိုဝိညာဉ်ကိုရုပ်သိမ်းပေးရအတွက်ပဲသူဆူတောင်းပါကျွန်တော်ခံစားနေရတော့မကြည့်ရလို့တဲ့သူအဲ့မျိုးဆူတောင်းတယ်အဲ့အချိန်မှာကျွန်တော်ကသွားပြီးတော့သူတို့တကယ်ချင်းတရားလည်းဖျားလို့အာရင်ပြဆရာမလည်းဆူတောင်းပေးရတယ်ကျွန်တော်သွားပြီးတော့ကျမ်းစာတစ်ပိုက်ကိုသွားပြီးတတိရတယ်အဲ့ဒါအိမ်မှာနေနဲ့ညပိုင်းဆရာမအမြဲတမ်းဝတ်ပြုတဲ့အခါကျသူသားသမီးတွေကိုသူကျမ်းစာတစ်ပိုက်အမြဲတမ်းလူရွတ်ခိုင်းတယ်အမှဆရာမရဲ့သမီးကတော့အမြဲရွတ်နေတဲ့ကျမ်းစာတစ်ပိုက်ကိုကျွန်တော်သွားတတိရဖိလိပ္ပိဩဝါဒအခန်းကြီး၄အခန်းငယ်6ခွန်ကတော့ဘယ်အမှုရာများကိုမစိုးရင်ချင်းမရှိပဲအရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွာတဲ့ဆုတောင်းပတနာပြုသောအားဖြင့်သင်တို့တောင်းပန်လိုသမျှသောအရာတို့ကိုဖျားရှင်အားကြားလျှောက်ကြလောထို့သောပြုလေအဘယ်သူများကြံ့ရွမမီနိုင်သောဖျားရှင်၏ငြိမ်သက်ခြင်းသည်တဲ့ယေရှုခရစ်အားဖြင့်သင်တို့၏စိတ်နှလုံးကိုစောင့်မတော်မူလိမ့်မည်တဲ့နောက်တစ်ပိုင်းကတော့အခန်းကြီး၄အခန်းငယ်73မှာငါ့ကိုခွန်အားနှင့်ပြည့်စုံတော်မူသောခရစ်တော်အားဖြင့်ခတ်သိမ်းသောအမှုတို့ကိုငါတတ်ဆွမ်းနိုင်၏အဲ့ဒီအကြံပိုက်တွေကိုသွားတတိယရင်းနဲ့ကျွန်တော်စိတ်ထဲမှာပဲဒီလိုပဲစဉ်းစားနဲ့ဆရာကဆေးလာထိုးရတယ်ကျွန်တော်အိပ်ပျော်သွားတော့သတိရလာတဲ့အခါတော့ကျွန်တော်နည်းနည်းတော့တက်တာသလိုပဲဒါပေမဲ့အသက်ရှူကတော့မဝသေးဘူးအဲ့ဆေးရုံမှာတော့ကျွန်တော်9ရက်လောက်နေရတယ်9ရက်ကတော့အောက်ဆီဂျင်နဲ့ပဲအသက်ရှူရတယ်နောက်ဆုံးမှာတော့ကျွန်တော်အခြေအနေကောင်းလာပါဒါတွေကအားလုံးရဲ့ဆူတောင်းပေးတဲ့အသံကြောင့်အဖဖရားသခင်ကကျွန်တော်အဖဖရားသခင်ကနားကြောင်ပြီးကျွန်တော်ကိုအသက်ပြန်လဲရှင်သန်ခွင့်ပေးခဲ့တယ်ပေါ့လေဆေးရုံတက်နေစဉ်ရက်များမှာတော့ကျွန်တော်အတွက်ဆူတောင်းပေးရတဲ့ညီကိုအမမိတ်ဆွေမူတော်တော်ဆရာမမူတော်တော်ဆရာမတွေကျွန်တော်နာမည်မသိတော့အမှဆရာမနော်ဝေထူးတယောက်တော့ကျွန်တော်လာပြီးတော့ဆူတောင်းပေးပါတယ်သူကိုလည်းကျွန်တော်ဒီနေရာနေပဲကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်အသက်တာကိုပြန်လဲပြီးတော့စမ်းစစ်ကြည့်တဲ့အခါကျမ်းစာတစ်ပိုက်ကိုသွားတည်ရတယ်အဲ့ဒါတော့ဒေသနာကျမ်းအခန်းကြီး9အခန်းငယ်14ကောင်းစားတဲ့ကာလ၌ဝမ်းမြောက်လောတဲ့ဆင်းရဲသည့်ကာလ၌ဆင်ခြင်လောတဲ့လူသည်ရဲ့မိမိနောက်မှာဖြစ်လက်တတ်သောမိမိအမှုအရာကိုသိမိအကြောင်းဘုရားသခင်သည်ကောင်းစားခြင်းနှင့်ဆင်းရဲခြင်းကိုအလက်လက်ပေးတော်မူ၏တဲ့ဒီကြားမိုက်လေးနဲ့ပဲကျွန်တော်ရဲ့အသက်တာတချို့ကိုတက်သိခိုင်ဝေမျှရေးနဲ့နှိကုံးချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်